ကောင်လေးကရေတောက်ဖို့လုပ်ပေမဲ့နောက်တစ်ခဏမှပဲသူ့ကောင်းပေါ်မှောက်ကျသွားခဲ့တယ်ပြီးတော့ရေခဲချောင်းဝယ်စားပြန်တော့လဲချက်ချင်းဆိုသလိုမြေကြီးပေါ်ပြုတ်ကျသွားပြန်တဲ့ခဏကြာမှ3ည9ဘလောက်လဲလို့မိတဲ့အခါကောင်လေးကအခေကို3လိုပဲယုံကြည်ချက်ပြည့်နဲ့ရေးချလိုက်တယ်ညှော်လင့်ထားတဲ့အတိုင်းပဲသူကဆာမွေဝက်မှာ3ကြီးရခဲ့တာပေါ့သူ့အဖေကဒါကူမြင်တော့ဒေါသတကြီးနဲ့တူးပါကိုပြင်းပြင်းထန်ထန်ရိုက်လိုက်တယ်ဒါပေမဲ့ကောင်လေးကစိတ်မပြတ်တဲ့အပြင်ခိုးလောင်ပြုံးနေခဲ့သေးတယ်မကြခင်အဘဲသူကအင်းမြင့်ကိုပြေးထွက်သွားပြီး3ညရထားတဲ့ဆာမွေဝက်စာရွက်ကိုခွေးကိုကျွေးပစ်လိုက်တယ်တနေ့မှာဆီယာမကသူ့ကိုစာပိုက်တစ်ခုအတန်ထွက်ဖတ်ခိုင်းတယ်ဒါပေမဲ့သူကစာလုံးတွေကကနေကြတယ်လို့ပြောလိုက်တဲ့အခါဆီယာမကသူနောက်နေတယ်ထင်ပြီးအတင်းကျပ်ဖတ်ခိုင်းတော့တာပေါ့တခန်းလုံးကလည်းဝိုင်းရကြတာပေါ့ဒါပေမဲ့ကောင်လေးကလိမ့်နေတာမဟုတ်ပါဘူးစာဖက်ရခက်ခဲတဲ့ဝေဒနာခံစားနေရလို့တကယ်ပဲစာလုံးတွေကသူ့မျက်စိထဲမှာလှုပ်ရှားနေတယ်လို့မြင်နေရတာပါသူမိဘတွေကတော့ဒါကိုနားမလည်ပဲသူကညံထိုင်းနေလို့ပဲထင်ခဲ့ကြတယ်ဒါနဲ့ပဲစိတ်ဆိုးနေတဲ့အဖေကသူ့ကိုအဆောင်ချောင်းပို့လိုက်တယ်မိဘတွေရဲ့ကထွက်သွားတာကိုပြီးရင်သူမျက်ရည်မစင်နိုင်တော့ဘူးအဲ့ဒီညအဆောင်မှာအားလုံးအိပ်ပျော်သွားတဲ့အချိန်ကြာမှသူဟာရေချူးခန်းထဲမှာတယောက်တည်းအော်ဟစ်ငူကျွေးခဲ့ရတယ်နေ့ရက်တွေကုန်လွန်လာပေမဲ့ကောင်လေးကမိုင်းတိုင်တိုင်နဲ့တယောက်တည်းဖြစ်နေခဲ့တဲ့အတန်းဖော်တွေကသူ့ကိုလောင်ပြောင်ကြတယ်လို့ဆရာတွေကလည်းသူ့ကိုအထင်သေးကြတဲ့အတန်းထဲမှာအာယုံနဲ့တွားရင်လည်းမြေဖြူနဲ့ပြစ်ပေါက်ခံရတယ်လို့အမေကိုမထေနိုင်ရင်လည်းပီတန်နဲ့ရိုက်ခံရဆံမြဲပါပဲသူစစ်ပြအားငယ်နေတဲ့အချိန်မှာပဲအမှုပညာဆရာတစ်တယောက်ရောက်လာခဲ့တဲ့သူကအတန်းထဲမှာတချင်းဆိုကခုံတက်လို့ကျောင်းသားတိုင်းကချစ်ကြတဲ့တနေ့မှာဆရာကစက်ကူအလွတ်တွေဝေပြီးစိတ်ကြိုက်ပုံဆွဲခိုင်းတဲ့ကလေးတိုင်းကအသက်တေရောစွာပြေးကြပေမဲ့ကောင်လေးကတော့ဘာမှမလုပ်ပဲနင်းတက်နေတာကိုဆရာသတိထားမိသွားတယ်နောက်တနေ့မှာကောင်လေးကအဖြစ်ပေးခံရလို့ဒူးထောက်နေတော့ဆရာနဲ့တူတော့သူကကြောက်လက်တကြားရှောင်ဖယ်သွားခဲ့တယ်အဲ့ဒီမှာတင်ဒီကလေးကတခြားကလေးတွေနဲ့မတူဘူးဆိုတာဆရာသိသွားတယ်ဆရာကသူ့ပေးချင်းကတ်တငယ်ချင်းကိုမေးမြန်းပြီးကောင်လေးရဲ့အရင်ကစာအုပ်တွေကိုကန်စစ်ကြည့်လိုက်တော့သူကစာမေးတတ်တာမဟုတ်ပဲစာလုံးတွေကိုပြောင်းပြန်ရေးနေတာကိုတွေ့သွားတယ်နောက်ဆုံးတော့ဆရာဟာကောင်လေးမှာစာဖက်ရခက်နဲ့ယောဂရှိနေတယ်ဆိုတာကိုနားလည်သွားခဲ့တဲ့တနေ့မှာဆရာကအတန်းထဲမှာပုံမြင်တပုတ်ပြောပြတယ်စာဖက်ရတာမဟုတ်တဲ့စာအုပ်တွေကိုစုပ်ခဲတတ်တဲ့စာလုံးတွေကိုတရိษံလေးတွေလိုမြင်တတ်တဲ့ကလေးတယောက်အကြောင်းပေါ့စာအတန်းသားတွေကဝိုင်းရကြပြီးမဲ့ကောင်လေးကတော့သူ့အကြောင်းပြောနေတယ်ထင်ပြီးကြောက်နေခဲ့တယ်ဒါပေမဲ့ဆရာကအဲ့ဒီကလေးဟာအိုင်းစတိုင်းဖြစ်တယ်လို့ပြောလိုက်တဲ့အခါသူအံ့ဩသွားတဲ့တချို့လူတွေကကဘာကြီးကိုတခြားသူတွေနဲ့မတူပဲနင်းတက်ကြတယ်သူတို့ကထူးခြားတဲ့ power mission တွေပဲလို့ဆရာကပြောလိုက်တဲ့အခါမှာကောင်လေးရဲ့မျက်နှာမှာအပြုံးငွေဝေးစားလာပါတော့တယ်အဲ့ဒီနေ့ကစပြီးဆရာကသူ့ကိုစာတင်ပေးတယ်တဲပေါ်မှာစာလုံးဖော်တာအယောင်တွေနဲ့ပုံဖော်တာတွေတင်ပေးရင်သူစာရေးတက်လာတယ်သူ့ကိုသူလည်းယုံကြည်မှုရှိလာခဲ့တဲ့နောက်ပိုင်းမှာဆရာကသူ့ကိုကျောင်းရဲ့ပကြီးတန်ပွဲမှာဝင်ပြိုင်ဖို့တိုက်တွန်းတဲ့တန်ပွဲနေ့မှာသူကအကောင်းဆုံးလက်ရတစ်ခုကိုဖန်တီးခဲ့ပြီးပထမဆုံးရရှိခဲ့တဲ့အားလုံးကလက်ခုပ်တီးချီးကျူးကြတဲ့အခါကောင်လေးကဆရာရင်ဝင်နဲ့ပြေးဝင်သွားခဲ့တဲ့သူ့ဘဝရဲ့အပြောင်းလဲတိုင်းဟာစိတ်ရှည်တိခံပြီးဂရုစိုက်တတ်တဲ့ဆရာရဲ့လမ်းညွှန်မှုကြောင့်ဆိုတာသူသိနေခဲ့ပါတယ်